မာချလိုက်စားကဘာလို့ရတာလဲဆိုပြီးတော့တော်တော်များများမေးကြတဲ့သူတွေရှိပါတယ်ဆိုတော့ကျမကအချိန်နှစ်ခုပေးပါမယ်ပထမတစ်ခုကကြတော့ဥပမာကျမတို့တကယ်ချင်းတွေတွေ့တဲ့ခါကျရင်ဟိုးရင်တော့ပြောကြတာပေါ့နော်ဟဲ့နင်ဘာလုပ်လဲဆိုကျမကအော်ငါထဲကျုပ်စိတ်ုံမှာလုပ်တယ်ဟဲ့ထဲကျုပ်စိတ်ုံမှာလုပ်တယ်ဆိုတော့နင်ကဆက်ချုပ်တက်လို့လားဆိုပြီးတော့မေးကြတာရှိရပေါ့နော်အမှန်တော့ကျမတို့ရဲ့ position က marketizer position ဖြစ်ပါတယ်ဒီ position မှာဆိုရင်ကျမတို့ကဘာလုပ်ရလဲဆိုတော့ order လာတယ်ပေါ့နော်ဥပမာဂျပန်တို့ကိုရီးယားတို့ကနေပြီးတော့ဘိုင်းယာတွေ customer တွေစီက order လာတယ်အဲ့ဒီ order တွေကို raw material ရဲ့ကုန်ကျန်းတွေဝင်တဲ့အချိန်ကနေစပြီးတော့ကုန်ချောအဖြစ်ချုပ်လုပ်ပြီးစီးပြီးတော့သူတို့နိုင်ငံကိုပေါ့နော်ရောက်တဲ့အထိကိုကြားထဲမှာဖြစ်တဲ့ဒီ process အားလုံးကိုစီမံပြီးတော့ဖြည့်ရှင်းပေးရတဲ့လူတွေပဲဖြစ်ပါတယ်ရှင်။ဆက်ရုံတွေကလူတွေကကြတော့ဘယ်လိုပြောကြလဲဆိုတော့ marketizer တွေကအဲကွန်ခန့်လေးထဲမှာကွန်ပျူတာလေးနှိပ်နေရတယ်ဆိုပြီးတော့ပဲတွေးကြပါတယ်။ဒါကတော့ marketizer တယောက်ရဲ့ရုံးပိတ်ရက်မှာဘယ်လိုတွေပူပန်ပြီးတော့အလုပ်လုပ်နေရလဲဆိုတဲ့ဟာကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှင်။